တဲလို့ပဲပြောရမှာလား တဲလို့ပဲပြော တကယ် တကယ် တဲတစ်ခါမှမဝဲဖူရဲ့အရာနေဝတ်ပြောင်းမှာဖြစ်ပါတယ်ဝဲထားပါနော်ဘယ်ဟာရင်ဝတ်ပြမလဲ အဲ့တော့ခေါ်ဆက်နဲ့ဟာရင်ဝပြ ခေါ်စားလား อืม ခေါ်စားကโอเค ခေါ်ဆက်လား ဒါဘာလာလဲအန်ဆမ်မ ဒီညင်ညင်တာမြူမူတော့ရိုက် နေရလား yeah အန်ဆမ်မဝဲဟာတက်တာမဖြောရတယ် ဟုတ်ရဲ့ အဲ့ညာထုတ်လို့မရတော့လေဟာ မရတော့မရရလေ အာတောင်းတယ်ဟဲ့ တုံနေရ အာလို့ပါစက်ကအပေါ်မရဘူး အသက်ရှိအောင်လား ဆောက်ကိုစက်ကတောင်းမစက်ကအရွယ်လာပါငါလေမလောက်လား မလာဘူး တကယ် အေးခေါ်လေ အဲ့ထဲအကုန်မြင်နေရ တေးသွားမယ်ဗလာနောက်ကကြည့်ဗလာအရင် ဒီလိုကြဟဲ့ဘိုင်ခါရှိတယ်လို့ နော် အေးဘောလောက်ချက်ထုတ်နေပါခါထွက်လာ လာလားမလာဘူးလား တိတ်မလိုက်လာတဲအသားမဲရောခြေောက်ကဖြူပြီးတော့ဘောမဲနေ ဟုတ်လား အေးညမနှစ်ယောက်ဖြစ်နေစကင်ကအဲ့မနောက်ကနေကြည့်နေတာလှတယ် နောက်ကကြည့်လား နောက်ကလည်းနောက်ကြောပေးကြည့် နောက်ကမလာလေငါကြော်လာမလာ လှည့်ကြည့်စကားမများနဲ့ဗလာယူကြိုက်တယ် ဟုတ်တယ်မဝဲချလာမှာ လှချယူရလာခဲ့မယ်နော် တဲတော့မှာတိုက်ရှူကြပြီးတော့နောက်တစ်ခုနေအောင်ပိတ်နေလေဟာနောက်တစ်ခုကကြာလာငါဝဲထားကြက်တလားမမင်းနဲ့ဩဟာဒီပါ Access လေ Tiger Mask က Access တော့ငါမှအသက်ထွက်တော့ဒါကြတော့ အဝါကြီး ဒီဟာလေးကိုကြိုက်တာဒီပါလေဒါမီးကိုမတက်ရသေးဘူးဆိုတဲ့ခါကျမှကြုံဖြစ်ချင်နိုင်ဖြစ်ဒီ French လေးလေအဲ့လေးကြိုက်တာဟုတ်ပြ ဝတ်ပြဝတ်ဘယ်မပြပါ ဟမ် ဝတ်ဘယ်ဝတ်မပြနဲ့ ဒီအိတ်ကြိုင်ရမှာဒီအိတ်နဲ့လိုက်လားလိုက်တယ်လို့ မလိုက်တယ်လို့ပဲတခုခုဘယ်လိုပြောရလဲအရင်အငြိမ်မဖြစ်တော့ဘူးပေါ့ဘယ်လိုပြောမလဲငြိမ်လည်းမငြိမ်ဘူးမငြိမ်လည်းမငြိမ်ဘူး တကယ်ဟဲ့ငါလက်မောင်းရအကြီးပဲ ဘလာကြီးကနေလိုက်မဟုတ်မဆေးထုတ်ပြပါလားတစ်ချက်โอ้ မလာလို့ငါလည်းမလာနော် Miss Hajuli ပြန်မှာဖြစ်ပါတယ် ရှိတော့ငါလည်းထားလိုက်တာဒါလေးနဲ့လိုက် နောက်တစ်ခုပြောင်း ဒီလိုလေးအဲ့ဒါပြန်လာရှုပ်ပွားနေတယ် ဟုတ်လားအသက်ရှူအောင် အနောက်ကဒီမှာဂျိတ်ဖြုတ်လိုက်ပြီ ဟုတ်လားလှည့်ပြအဲ့ဒါ ဂျိတ်ပြုတ်သွားပြီ ဒါလေးကိုဒီလိုလေးကင်ဒါမှမဟုတ်ရင်ဒီလိုလေးထုတ်လိုက်ကင်တော့ကောင်းလားကျိုးလားဆွဲရကောင်းလား ခိုင်းတော့ဘုကောင်းမှာတယ်ဆရာလည်းမဖြစ်ပါ ကင်တော့ဘူးလာနော်ဟုတ်တယ်မလား မဆွဲနေတော့ခိုင်းတော့ ဒီလိုလေးကိုလာလား ဒီကောလေပြ post ပေးမယ်မော်တယ်ငင် post ကလည်း နေရတယ် ဟုတ်ပြီ ဝိတ်ချလာမလေး ဟုတ်တယ် lighting ချိန်လာ camera မှာ မလာလားလာတာလား ဟုတ် ခေါ်စက်နဲ့ဒီဟာနဲ့ အိတ်ကဘာကြီးလဲဘယ်ရလာ အဲ့ကလားအခုဟိုပါလဲevening bag lookbook လုံးမှာဟာ vintage bag ကြည့်ကြည့်ဝါလေ ဝါလိုက်တာဟဲ့ငါစိတ် ဒီကလာဒီကနေတော့ကင်မရာလည်းဝင်သွားပြီကင်မရာတော့မနေစအောင်ထည့်နေရ ငါတော့ဝါလာပဲငါစိတ်ညစ်လိုက်တာ ဝက်လေတော့360 အနေငါ့ကိုဆဲလိုက်မယ်ဒီမှာအကောင်ခံတာ ဘာဖြစ်လဲပြန်ဆဲလိုက်ပါ
ဟောငါကြည့်ရလှတယ်လို့နဲ့ငါဝက်တော့မလှဘူး တပတ်လေတပတ် ဟောစက်ကလဲလာမှာလေ ဘယ်လိုဟို အတန်းရှူကြလို့တေးရောမှာ Shakira belly dance လုပ်ပြလေ ဒီကလား belly dance နေကလိန်နေလဲနေ ဒါဆိုတော့ဟဲ့မကြီးဒါလေးချစ်စရာလေနော် အေးဒီဘက်နည်းနည်း ဝ တို့ ေးချမှာရမယ် ဒီဘက်နည်းနည်းတို့ရှင်းနေဒီဘက်နည်းနည်းလေးတို့ ငါဖတ်စီလာ Oh Shakira Oh Shakira ဒီဟာဝဲလိုက်လို့ရှိရင်အသားမဲဝမယ်လို့ထင်ရတာကွာ ဒီဘက်လာနေကင်မရာဘေးကနေထွက်ပြေး သိလား ဟုတ်ပြီ ဒီဟာဝဲလိုက်တယ်လို့ရှိရင်အသားမဲဝမယ်လို့ထင်တာတဲ့ဝဲရောကွာသိလား ဟုတ်ပါလေတပတ်လေ ဒီလိုအင်ကြီးပါဒီလိုအရာတစ်ခုမှမရှိဘူးဟဲ့လှည့်လို့မရအောင်ဟောကဇစ်ကအကုန်မတက်တာ ဟုတ်လားလှည့်ကြည့်ဘာမှမဖြစ်ဘူးလေ နော်ဒီဟိုဟာလေးတဲ့ အေးဒီအဲ့အချောင်းဘယ်လိုခေါ်ရလဲဟို ငါဒူးရမဲနေ ဘာမှမဖြစ်ဘူးကမ္ဘာမှာမဲအပြင်မှာလည်းမဖြစ်ဘူး အဆင်ပြေလား ပြည့်ရပြည့် အင်ကြီးနဲ့စက္ကန့်နဲ့ပြပို့ကြည့်လို့လား အင်ကြီးနဲ့စက္ကန့်နဲ့ကြာရင်လူကပို့ကြည့်လို့ကော ငါစက္ကန့်ကြိုက်တယ်တော့သိလား စက္ကန့်ကိုလည်းကြိုက်တယ်စက္ကန့်နည်းနည်း easy to reach တကယ် အေး ဟာဘာပြောနေလဲ စက္ကန့်မဟုတ်ဘူးဟိုဟာဖြစ်တယ်အဲ့လိုလမ်းလျှောက်ရလို့အဲ့လိုတုံးမနေဘူးလို့ကိုပြောချင်တာ မစိုးနော် အေးအဆင်ပြေ ဝါညာလက်မောင်းကြီးကြီးနေရပဲရှိ ချွတ်ပြီးအော်ဟိုအဲ့ကဟိုလေဒါလေးတက်တိုက်တာမဟုတ်လားမလားဟုတ်တယ် ဒါနဲ့လိုက်တယ်ဟဲ့ Shakira ဟိုကြနေမသိရင် beach သွားမယ်ကောင်းပါလေကွာ beach က beach ကွာ ပေရောကတော့တော်တော်ကြည့်လို့ကောင်းဟိုကတော်တော်ပြဲကား ပြဲမကားပါဘူး အစိမ့်ညလိုက်တာ ဗလာအတတ်နော် flex ရပါလားဟုတ်ပါလေ အဲ့တော့ဆဲခါတော့ဒီမှာမကားလို့ ကားလိုက်ဆိုင် ဦးကျမကားခိုင်းတယ်ရိုက်နော် ရရ ဟုတ်ဘူးလို့တတ်ထလဲ pepper mayo အဲ့ဒီဆိုင်မှာဒီဟာတွေ့ရခါကျအော်ဒါဘယ်လိုပြောမလဲစတန်တော့ဖြစ်မနေဘူးကွာဒီနေ့ကတိလားအဲ့နဲ့ဒါမဲ့တဲ့ဘူးထဲမှာရှာကြည့်လိုက်တာပါရှာကြည့်လိုက်တဲ့ခါကျတော့2024ရောထွက်လာတာမသိသေးဘူးပတ်မရောဟုတ်တယ်အဲ့တော့ Instagram model တွေဝတ်ထားတာလှရပါတိလား ဟုတ်လေပြပါ ငါနဲ့လည်းလှမှာပဲဆိုပြီးမှ ဟုတ်လေစပင်းchop ဒီလိုပါ တော်လာရတာ ဟုတ်လား အေး အဲ့လိုဝေးရတာခဏအမြင့်စီအဲ့လိုပါလာမောင်းသေးဝါတော့ပေါ်လာမှာပဲ chop တော်မှန်နော် ဒါအလန်းလုံးအလွင့် ဒီဟာလေးရဲ့တိုင်နော် ဒီခဏကလည်းမလာနော်ဘာခဏလဲ ဒီမှာတော့လားဘောစားမနဲ့ ပေါ်လာဘယ်လောက် 50လားမသိ ဒေါ်လာမလား ဟုတ် ယူရိုလား ဟုတ်တယ်ယူ ပြီးရ ရရနော်ဒီဟာကိုကြတော့Pinterest မှာပါဒီအိတ်ကိုဘာလို့ဆိုဖြစ်တာလဲဆို Pinterest မှာပါအဲ့လိုဘယ်လိုပြောရမလဲဒီလို crash back ကိုမှာပါဟိုဘာလဲစက်တက်ကွက်နဲ့လေစက်တက်ကွက်နဲ့ဒီလိုစက်တက်ကွက်နဲ့တွေ့ရပါတိလားအဲ့နဲ့တဲ့ကအော်ငါရှာနေရောပါဒီဟာတွေ့တော့လေငါပုံထဲမှာကြည့်ရပါဖာအစမန်တိရပါတိလားအဲ့ဒီအရင်ပြောပါဒီဟာရအရင်လာ ခိုင်းကြည့် နိကရတရိษံတော့ချစ်တယ်ဟဲ့ဒါမဲ့လေဖာကိုတော့အရန်ကြိုက်တာတဲ့တိလားဘယ်လိုပြောရမလဲဟိုဘယ်လဲ synthetic နဲ့မတူ chop လိုက်လာတာနဲ့ လိုက်တယ်ဒါပေမဲ့မိတ်နေသလိုပဲနှစ်ခုလုံး တကယ်အခုတော့မိနေတော့ပဲမလိုက်လား မသိဟိုကဂူရူကြီးမဟုတ်တော့ဘူး
နောက်တစ်ခုကကြာတော့ဒီဟာ ဘောဆိုချ miss me တွေ့လား อืม ဒီလိုမျိုးလေဘယ်ကအကြိုက်ဆုံးလဲကို ကိုကဒီအကြိုက်ဆုံးတယ်လို့ ဟုတ်လား อืมဟိုက်တယ် ဒါဟိုကလေအင်ကြီးဟိုကလို့လေ ဟိုင်းလို့တယ်ဟိုင်းပြီးလား ဟမ် ပြီးလား ပြီးပြီ ဟုတ်တယ် အင်ကြီးရတယ်ဆဲတော့ဒီလိုကကားလိုက် ဟုတ်လေ ဝါလိုက်တယ် ဒီဖနကတော်အဆင်ပြေရနော် ဟုတ်လား อืม အင်ကြီးတိုင်းနဲ့လိုက်တာလို့လား အဲ့ဒီကနေလိုက်ပြီးတော့မသိအရှိအဲ့အလုံးလုံးပါလေးတယ်ဟုတ်လား ဟာမောတာအင်ကြီးကိုပြရတယ် မလေး တမကြီးပြီဆို อืมအသက်ဘယ်လောက်လဲမ 32 32ဆို plus 2ပေါ့ 32ကို33နဲ့မှာ อืมဒါ34ပေါ့ ဖယ်ဟုတ် 34မဟုတ်လား ဟုတ်33နဲ့33ပြောတာအဲအမားလို့ရဲ့ အော်မှားပါဘူးနောက်ဆုံးရောက် ဒီညတော်တော်လှပဲ อืม ငါပဲမလှတယ် အေးခွေးဆွဲရတဲ့ဘယ်လိုခေါ်လဲအဲ့ဒါ ဒီလိုလေ တော်တော်လှနော်ဟိုးတော့ဒီဇိုင်းကတည်လား medieval တော့ဟိုဒီဇိုင်းကအရင်များပါ ਈ လားငါဆွဲတာ အားများပါ ဘာဖြစ်ဖြစ်ပါလှတယ်အဲ့တော့ muscle reflex ရအောင် ကျေးဇူးတင်ပါတယ်အဲ့ဒါဘယ်နဲ့လိုက်အောင် အေးအကျေးဇူးတင်ပြီးမှနေအဲ့ကိုတတိယအောင်อืม ဒါနဲ့မလိုက်အောင် မလိုက်ခဲ့ဘူးဘာကြီးမှမသိ အရှုံနဲ့မလိုက်အရှုံမရှိဘူး ဟေး ပြင်းနေရုပ်ရှင်တက်ကြည့်မယ် ဒါနဲ့လည်းမလိုက်ဘူးဟဲ့ မလိုက် မ လား ကြိုက်ဘူးပိုပိုတော့မကြိုက်တဲကြိုက်ရင်ကြိုက်ဟုတ်တယ်အမဲရော တယ်နော် ဒါကြောင့်မသိရင်ကလာမကြနေတယ် ဟုတ်လား အဲ ဒီအဲ့ကလည်းမနဲ့ဆိုအဲ့ရအရန်တော့ racist racist မဟုတ်ဘူးလေဒါ racist forever အမဲလား အေးတခုယူအေး အမဲဆိုတာပဲရှင်ဒီအဲ့ကကြီးနေအဲ့ဒီလိုရရတယ် ဟင်းဒီ အမတအားကြီးနေအဲ့က ဟုတ်တယ်နော်မသိရင်ဟိုဆောက်ပေါက်ကြီးကြနေ လှပါဟဲ့ ဒီဘက်တော့ဟဲ့နေဆောက်ပဲဟိုထွက်ပြေးနေအေးဟုတ်ပြီ တော်ပြီဟဲ့ ကျေးဇူးအများကြီးတင်ပါတယ်အခုလိုအားပေးတဲ့လူတွေရောအားမပေးတဲ့လူတွေရော အာ ဟုတ်လား ဟုတ်တယ်ရပါလား သမီးကလည်းကြည့်အောင် သမီးတော့ခေါ်တယ်နော် အေးမိုက်တယ်ငကားကြီးတော့ဖြစ်ချင်းသိကြတယ် နော် ချင်းသိရ watch channel ချင်းသိ okay bye bye ကျေးဇူးအများကြီးတင်ပါတယ်အားပေးကြတဲ့ပိတ်သက်တွေရောအားမပေးတဲ့လူတွေရောကျေးဇူးအများကြီးတင်ပါတယ်